ဒီဘာလေးပြန်ပွဲသမိုင်းရင်ဂိုးပောင်ဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်လာတဲ့ Bruno Fernandes ပရိသတ်များလုံးမိတ်လာပါခင်ဗျာ။မန်ယူအသင်းကောင်းဆောင် Bruno Fernandes ဟာပြီးခဲ့တဲ့ဆိုစီတန်နဲ့ပွဲစဉ်မှာ hat-trick 3 ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်ဒီဘာလေးပြန်ပွဲသမိုင်းမှာဂိုးပောင်ဝင်ပတ်သက်မှုအများဆုံးကစားသမားတူဖြစ်လာခဲ့ပါတယ်။ဒီဘာလေးနဲ့ချန်ပီယံလိတို့ကတော့ပြိုင်ပွဲအသွင်ပုံစံနဲ့ပြောင်းလဲလိုက်တာဖြစ်ပြီးကာလာရှေတောင်းရှောက်ကျင်းပလာခဲ့တာပါ။တခြားဥရောပပြိုင်ပွဲတစ်ခုဖြစ်တဲ့ Conference League ကတော့ယခုအချိန်မှပြိုင်ပွဲကိုကျင်းပတာ3နှစ်လောက်ပဲရှိပါသေးတယ်။ဒီခေတ်တော့ဥရောပရှုံးထွက်ပုံများဖလား European Cup Winner Cup ပြိုင်ပွဲကိုကျင်းပခဲ့ပြီး Arsenal နဲ့ Spurs တို့ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ထားကြပါတယ်။ယခုအချိန်မှာတော့ဆိုပါပြိုင်ပွဲကိုဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။အခုပြောပြခဲ့တဲ့ဥရောပပြိုင်ပွဲတွေက Europa League ပြိုင်ပွဲသမိုင်းတစ်လျှောက် Bruno ကဂိုးပောင်ဝင်ပတ်သက်မှုအများဆုံးဖြစ်လာခဲ့တာပါ။ Europa League ကတော့ UEFA ကကျင်းပပြုလုပ်နေတဲ့ပြိုင်ပွဲ3ရက်မှာဒုတိယတန်းနေရာမှာရှိနေပြီး Man U ကတော့ယခုနှစ်ပြိုင်ပွဲမှာဘိုးဆွဲဖို့အတွက်ရည်ပန်းစားနေပါတယ်။1982ခုနှစ်တည်းကစတင်ကျင်းပခဲ့တဲ့ဒီပြိုင်ပွဲကိုယခင်က UEFA Cup ဆိုတဲ့နာမည်နဲ့ကျင်းပခဲ့တာဖြစ်ပြီး2009-2010ဘောလုံးရာသီမှာတော့ Europa League လို့ပြောင်းလဲနာမည်ပေးခဲ့ပါတယ်။ဒီပြိုင်ပွဲမှာတော့ Spain ကလပ် Sevilla ကချန်ပီယံ9ကြိမ်နဲ့အောင်မြင်ဆုံးအသင်းဖြစ်ထားတာပါ။ Man U ကတော့ Mourinho နဲ့အတူဒီပြိုင်ပွဲမှာချန်ပီယံတစ်ကြိမ်ဖြစ်ထားပါတယ်။ခုနှစ်ဘောလုံးရာသီမှာဆိုရင်လည်း Man U က Sociedad ကို16သိန်းအဆင့်မှာနိုင်ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်ရှုံးပွဲမရှိစံချိန်နဲ့အကောင်းဆုံးရှေ့ဆက်နေပါတယ်။ Sociedad ကိုအနိုင်ရရှိခဲ့တဲ့ပွဲရဲ့နောက်ပွဲမှာပြည်သူ့ကစားသမားအဖြစ်အဓိကကြားခဲ့သူက Bruno Fernandes ပဲဖြစ်ပါတယ်။ဒီပွဲမှာ Bruno ကMan U ကစားသမားဘဝတစ်လျှောက်ဒုတိယအကြိမ်မြောက် hat-trick 3 ဂိုးသွင်းယူနိုင်ခဲ့ပြီးအခုဆိုရင်ပေါ်တူဂီသားဟာ Europa League ပြိုင်ပွဲရဲ့သမိုင်းတွင်တဲ့လူသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီပြိုင်ပွဲရဲ့ဂိုးပောင်ဝင်ပတ်သက်မှုအများဆုံးကစားမစင်းမှာ Bruno ကထိပ်ဆုံးနေရာကရောက်ရှိလာခဲ့တာပါ။ Bruno က Europa League 53ပွဲကစားထားပြီးဂိုးပောင်ဝင်ပတ်သက်မှု44ကြိမ်ထိရှိလာခဲ့ပြီဖြစ်ပါတယ်။ဂိုးပောင်ဝင်ပတ်သက်မှုစင်းရဲ့အဆင့်2နေရာမှာတော့ Dream Martin က83ပွဲကစားထားပြီး42ကြိမ်၊ဂျက်ကိုကပွဲ60ကစားထားပြီး41ကြိမ်နဲ့အဆင့်3ဘူပါမီယန်က42ပွဲကစားထားပြီးအကြိမ်40နဲ့အဆင့်4ဟန်တဲလာကပွဲ50ကစားထားပြီး36ကြိမ်နဲ့အဆင့်5ပြည်ပြည်ရက်တီလေးရှိနေကြပါတယ်။ Bruno ကတော့ပွဲတိုင်းကိုဆေးအားတက်တယ်မှုအပြည့်နဲ့ကစားတတ်သူဖြစ်ပြီးပွဲတိုင်းကိုလည်းဘလို့အဆင့်တန်းမျိုးပဲရှိအနိုင်ရခြင်းနဲ့စိတ်ဆန္ဒပြင်းပြလုံးသူဖြစ်ပါတယ်။ဒါကြောင့်လည်း Bruno ကအခုလိုမျိုး Europa League ပြိုင်ပွဲသမိုင်းနဲ့ချီတဲ့စံချိန်တစ်ရပ်ကိုတင်ရှိလိုက်နိုင်တာလည်းဖြစ်ပါတယ်။ဒီလိုသမိုင်းဝင်စံချိန်တစ်ခုဥရောပရဲ့ဒုတိယမြောက်အဆင့်တန်းအမြင့်ဆုံးပြိုင်ပွဲရဲ့မှတ်တမ်းတစ်ခုမှာထိပ်ဆုံးနေရာကနေရပ်တည်နိုင်ခဲ့တာကဂုဏ်ယူဖို့ကောင်းပါတယ်။ Man U ကစားသမားတွေအတွက်ကောဒီကစားသမားကိုပိုင်ဆိုင်ထားတဲ့အသင်းအတွက်ပါဂုဏ်စရာကိစ္စဖြစ်ပါတယ်။ဒါပေမဲ့ Bruno ရဲ့အားထုတ်မှုတွေကဒီလောက်နဲ့ပဲနှစ်သိမ့်လို့မရပါဘူး။ Bruno ကလက်ရှိအချိန်မှာကာရာဘောင်းဖလားနဲ့ FA ဖလားတစ်လုံးစီကိုသာစုကိုရရှိထားနိုင်ပါသေးတယ်။ Bruno ရဲ့စွမ်းဆောင်ရည်ကြောင့် Bruno ကဥရောပပြိုင်ပွဲကြီးရဲ့ဖလားတစ်လုံးလုံးနဲ့ထိုက်တန်တယ်လို့ယူဆမိပါတယ်။ဒီနေ့မှာတော့ Man U က Europa League မှာအခြေအနေကောင်းတွေပိုင်ဆိုင်ထားနိုင်ခဲ့တာကြောင့် Bruno အနေနဲ့ Europa League ဖလားကိုကင်မြောက်ခွင့်ရရှိသွားနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်သွားရအောင်ပါခင်ဗျာ။အဆုံးထိစောင့်ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်